ပြီးတော့ဘင်္ဂလီမောင်တော်မျိုးဝင်စီးတာတက်မတော်ကမပြစ်ဘဲနဲ့နောက်ကိုဆုတ်ခံတယ်နော်အဲ့ဒါမပြစ်တဲ့စစ်ဘူတော်အေးအေးယူခံရတယ်အဲ့ဒီလိုဗျအဲ့တော့ကျွန်တော်တို့ကပြောတာကျွန်တော်တို့ကဘင်္ဂလားဒေ့ရှ်နိုင်ငံကိုသွားပြီးတော့ဂျီနိုဆိုက်လုပ်တာလည်းမဟုတ်ဘူးနော်သူများနိုင်ငံသွားပြီးတော့လုပ်တာသူများနယ်မြေကိုသွားလုပ်တာလည်းမဟုတ်အဲ့လိုလုပ်နေကြတဲ့နိုင်ငံကြီးတွေဒီနေ့အချိန်မှာလက်ညှိုးထိုးဆိုအများကြီးထိုးလို့ရတယ်ကိုယ်နယ်မြေကိုယ်ဒေသရဲ့လုံခြုံရေးကိုလုပ်တာကိုဂျီနိုဆိုက်ပါတယ်ဆိုတော့ဂျီနိုအဆိုက်ခံရတာကျွန်တော်တို့ရခိုင်တွေကျွန်တော်တို့မြန်မာနိုင်ငံသားတွေကျွန်တော်တို့ခုနပြောတဲ့ဟိန္ဒူတွေနော်ကျွန်တော်တို့ဟိန္ဒူဘာသာရေးနဲ့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ကဘာသာရေးမဟုတ်တာသူတို့ကဘာသာရေးနဲ့ဆိုဟုတ်တယ်အဲ့ဒီမှာကျွန်တော်ဂမ်ဘီယာဆရာ2000နဲ့ဘယ်လောက်လဲ15ခုနှစ်မှာအစ္စလာမစ်နိုင်ငံဆိုပြီးတော့တရားဝင်ကြီးညာပြီးတော့ဒီ OIC အဖွဲ့ထဲဝင်ပြီးတော့သူကပတ်စံရှာအခုလည်းပတ်စံရှာတာဒါဟိုညံတော့တော်တော်ကောင်းတယ်စီးပွားရေးတော်တော်ပြင်ဟိုပါဗောဆရာကျွန်တော်တို့အများနဲ့ပြောနေတဲ့သုံးနေပြော project တစ်ခုရတာဗော project တစ်ခုရတယ်အဲ့တော့ဒီ project ကသူတို့ကမြေပဲစိုက်တာတဲ့ကြိုက်တယ်ဗောဗျာဆရာနော်အဲ့တော့မြေပဲသမားတွေတဲ့ကြိုက်တယ်ဟုတ်ကဲ့ဆရာအဲ့တော့ OIC ကဆရာရဲ့နိုင်ငံပေါင်းဘယ်လောက်ရှိ58နိုင်ငံပတ်စံချမ်းသာတဲ့နိုင်ငံများတယ်ဆိုတော့တော်ငွေတွင်းပေါက်ကြီးတစ်ပုတ်တွေ့ထားတယ်လို့ပေါ့ဟုတ်ကဲ့ဒါပေမဲ့အဲ့ဒီပြဿနာကဒီမှာလည်းမပြီးဘူးကျွန်တော်တို့ကအခုလူအခွင့်အရေးလို့ပြောတာကဟုတ်လားနိုင်ငံသားဖြစ်ချင်တယ်တိုင်းရင်းသားပါဖြစ်ချင်တာအဲ့တော့နိုင်ငံသားဖြစ်တာနဲ့တိုင်းရင်းသားဖြစ်တာနဲ့အခွင့်အရေးအရင်ကွာတယ်နော်ဆရာနော်နောက်တစ်ခုကကျွန်တော်ပြောချင်တာဒီအများကြီးတော့ရှိတယ်ဒါပေမဲ့ကျွန်တော်အဓိကပြောချင်တာသူတို့ရဲ့ရည်ရွယ်ချက်ကနော် OIC နောက်ခံပါတယ်ဆိုရဲတာဘာသာရေးကိုခုတုံးလုပ်တာပဲကျွန်တော်သူများဘာသာကိုကျွန်တော်တို့ကပုတ်ခတ်တာလည်းမဟုတ်ဘူးတိုက်ခိုက်တာဒါပေမဲ့ဘာသာရေးကိုအသုံးချပြီးတော့ဘယ်နေရာမှာအင်အားနည်းနေတယ်လေဘယ်ဒေသမှာအင်အားနဲ့ဘယ်ဒေသမှာငါတို့အကောင်တွေကိုနေရာချထားရင်ငါတို့အတွက်နှစ်ပေါင်း10 20အတွင်းမှာငါတို့ရဲ့ stronghold တွေဖြစ်လာမလဲဆိုတဲ့ရည်ရွယ်ချက်ကတိတ်ပေါ်တယ်အခုရှောက်လဲချက်ပေးနေတဲ့ရှေ့နေတွေဆိုတာပတ်စံရလို့သာပြောနေတယ် BNM ရတယ်ဗါတွေ့လိုက်တယ်ဟလားသူတို့ရဲ့သူများရေးပေးတဲ့ script တွေကိုဖတ်နေတဲ့ performance တွေသာဖြစ်တယ် not legal professional မဟုတ်ဘာမှလည်းသိတဲ့ကောင်တွေမဟုတ်သိတဲ့ကောင်မှလည်းပတ်စံရရင်အကုန်လုံးပြောမှာပဲဆိုတဲ့ဟာတွေသူတို့သမိုင်းကိုဘယ်လောက်သိတယ်လဲနော်သူတို့ရဲ့ရည်ရွယ်ချက်ကိုဘယ်လောက်သိတယ်လဲနင်ပတ်စံရတိုင်းလည်းကျွန်တော်ပေးမယ်ဒါဆိုရင်ကျွန်တော်တို့ပြောခိုင်းတာပြောမလားနော်အဲ့တော့ကျွန်တော်ပြောချင်တာကတော့ဒီအခုရှောက်လဲချက်ပေးတာမှာ2019ခုနှစ်ကကိစ္စကိုရှောက်လဲချက်ပေးတာမဟုတ်တော့ဘဲနဲ့အခုဖုံးတော်ကြီးတွေဗုဒ္ဓဘာသာဖုံးတော်ကြီးတွေကတရားခံနဲ့ဆွဲထည့်လာနော်ဟိုလူတွေဒီလိုဆွဲတဲ့ဆိုတာသူတို့ရဲ့ရည်ရွယ်ချက်ကလူအခွင့်အရေးကိုကာကွယ်တာမဟုတ်ဘူးအစ္စလမ်နယ်ချဲ့ဖို့အတွက်ပဲဒါကျွန်တော်တို့အစ္စလမ်နိုင်ငံတွေကလူလာတာပြောတာမဟုတ်ဒီအခုပြောနေတဲ့ဆိုနေတဲ့လုံနေတဲ့လူတွေရဲ့ရည်ရွယ်ချက်ကိုပဲကျွန်တော်ပြောချင်တယ်အဲ့တော့ကျွန်တော်တို့ဒီပြဿနာမောင်တော်ရဲ့ပြဿနာမဟုတ်ဘူးရခိုင်ရဲ့ပြဿနာမဟုတ်ပြည်တော်စုကြီးတစ်ခုလုံးကုန်းပြောရင်မြန်မာနိုင်ငံတည်တံ့ခိုင်မြဲရေးနဲ့ကမ္ဘာပေါ်မှာပျောက်ကွယ်မသွားရေးကျွန်တော်တို့ကာကွယ်ရမယ်ကိစ္စတစ်ခုဖြစ်နေတယ်ဆိုတော့ခုနဆရာရဲ့ရည်ရွယ်ချက်ဒီစကားဝိုင်းရဲ့ရည်ရွယ်ချက်ပဲလို့ကျွန်တော်နားလဲဟုတ်ကဲ့ပါဆရာအဲ့တော့ဆရာသွမ်းမောင်ပြောတဲ့အထဲမှာတော့ဟိုစတဲတာပေါ့နော်သူတဲခဲ့တဲ့ခါနဲ့အခုနောက်ပိုင်းပြောတာတွေနဲ့ဆက်ဆက်ကြီးဆရာပြောတာလက်ခံပါသူတို့ကထပ်ပြီးတော့စကုတ်ကိုထပ်ချက်လာတာကြီးသူတို့ရဲ့ရည်ရွယ်ချက်တွေလောဘပိုတက်လာတယ်ပေါ့ဆရာလောဘပိုတက်လာဒါလည်းတစ်မျိုးတော့ကောင်းတယ်ဆရာကျွန်တော်တို့ဥပဒေရှုထောင့်မှာဆိုရင်ဒါ advocacy ပဲသူတို့ရဲ့ရည်ရွယ်ချက်နောက်ခံနေသူတို့ရဲ့အတွင်းစိတ်တွေကျွန်တော်တို့တန်းနေပေါ်လာတယ်လို့ပဲကျွန်တော်လက်ခံဆရာမပြောချင်တာလားပြောဆက်ပြောဟုတ်ပါခင်ဗျဟုတ်ကဲ့အဲဒီလိုပါဒီကျွန်တော်တို့ကိုဒီနေ့တရားဆွဲထားတာပေါ့တရားဆွဲတဲ့ဟိုဆွဲချက်တွေလုပ်ထားတာဒီဘာလဲဆိုတော့ genocide မဟုတ် genocide လုပ်ရင်ရည်ရွယ်ချက်ရှိတယ် genocide လုပ်ဖို့ရည်ရွယ်ချက်နဲ့ intention နဲ့ဂိုင်ပြောတာဆိုတော့အဲလူမျိုးနွယ်စုတစ်ခုကိုဥတီပြီးတော့တိုက်ခိုက်ခြင်းစသဖြင့်ပေါ့ဒီပုံမှန်3ခုနဲ့အဲဒီပုံမှန်3ခုကတော့ဒီဟိုဟာပေါ့ဒီဒုတိယကမ္ဘာစစ်ပြီး1948 convention ရဲ့ extension တွေပေါ့အဲ့တော့ဒီဟာပေါ်မူတည်ပြီးကျွန်တော်တို့ဆွဲတယ်လို့ဖြစ်တဲ့အတွက်ဆွဲတာဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့က intention ရှိခြင်းမရှိခြင်းဆိုတဲ့ဟာဒီ very abstract ဟိုဘာနဲ့မှဂိုင်ပြောလို့မရခုနဒီဟာဒီရှင်းပြောတော့လူရာဆွဲလို့ရတဲ့အနေအထားတော့ရှိတယ်ဒါကျွန်တော်တကယ်ရင်ဆိုင်နေရတာကျွန်တော်တို့ဒီခုနပြောတဲ့ intention တစ်ခုနဲ့လောက်ပါတယ်ဆိုတဲ့ပုံစံနဲ့ကျွန်တော်တို့ဆွဲထားတာပေါ့အဲ့လိုဖြစ်တဲ့အတွက်ကျွန်တော်တို့ဘက်ကပြန်လဲဖြည့်ရှင်းတဲ့နေရာမှာလေဒီ intention ဆိုတာကိုခြေဖြတ်ရမှာလေဟုတ်တယ်သူတို့ပြောဒီကဘလို့ရည်ရွယ်တာကိုဘလို့ဟိုဟာလုပ်တယ်ဟုတ်တယ်အဲ့ဒီဟာဒီခုနကျွန်တော်ပြော abstract ဖြစ်တယ်ဆိုတာဘယ်လိုခေါ်မလဲဟိုကင်တွေပြလို့မရအောင်ထင်မြင်ချက်
သာအဓိကဖြစ်နေဆိုတော့အဲ့လိုဖြစ်တဲ့အတွက်ကျွန်တော်တို့ဖြည့်ရှင်းရတာတိမ်မွေ့ပါ ဆရာဥပဒေကြောင်းရပြောတော့ဆရာဦးတန်းမောင်ပုံနားလိုက်မယ်ဆရာတို့သိတယ် ဟုတ် ဟိုထင်မြင်တာဥပဒေတဲ့ပါအကျုံးပုံဆရာထင်လို့မရဘူး ရည်စရာလေးတစ်ခု ထင်လို့မရဘူးမြင်လို့မရဘူးဖြစ်မှရမှာဆရာ ရည်စရာတစ်ခုပြောမယ်နော်ဆရာ ဟုတ်ကဲ့ commit ဖြစ်မယ် ကွန်မစ်ဖြစ်မှရပါဆရာထင်လို့မရဘူး လူတယောက်ကိုအမျိုးသမီးတယောက်ကပေါ့ဗျာဘယ်လိုပြောလဲဆိုကျမတို့မဒင်းကျင်းဖို့ကြိုးစားပါတယ်ဟာဘာဖြစ်လို့ကျွန်တော်ဘာမှလည်းမလုပ်ဘူးဒါပေမဲ့ရှင်းမမဒင်းကျင်းလို့ရတဲ့ပစ္စည်းတစ်ခုပါလာတယ်လीအဲ့ကျမမဒင်းကျင်းဖို့ကြိုးစားပါတယ်လို့ကျမ yes ခမ်းမှာအမှုပဲအဲ့လိုဖြစ်နေပြီအခုကနော် ဟုတ်ကဲ့ဆရာအဲ့တော့ဆရာကျွန်တော်တို့ဒါတော့ဟိုဆရာတို့အသီးသက်ကာလပြောလိုက်တော့ဒါချင်းချင်းကြီးပါပဲကျွန်တော်ကလည်းကျွန်တော်တီဗီသားတို့တော့ကျွန်တော်ကျွန်တော်တို့ရဲ့စကားဝဲနားထောင်နေမဲ့လူကအုပ်စုမျိုးမျိုးရှိနေတာဟုတ်ဆရာနော်ကျွန်တော်တို့နေနေတာပြောသိပြောထားလို့ကျွန်တော်ဒါကိုဆွေးနွေးတယ်အဲ့တော့နောက်တစ်ခုကတော့ဆရာဦးတန်းမောင်ပြောသလိုကျွန်တော်ကလည်းရခိုင်ပြည်နယ်အဲ့ဒီဘူးသီးတော်မောင်တော်တွေကျွန်တော်ရောက်တယ်ဆရာရောက်ဘူးတော့ကျွန်တော်အဲ့ဒီမှာဒီရက်ကန်တိုင်းသားတွေနဲ့ဒီခုနပြောတဲ့ဘင်္ဂလီတွေအီးချင်းနဲ့ဆရာအတူတကွနေတာတငယ်ချင်းတွေကျောင်းတိတ်တငယ်ချင်းတွေဆရာအဲ့ဒါ classmate တွေနော်ဆရာ classmate တွေအဲ့တော့ကျွန်တော်အဲ့ဒီမောင်တော်သေးသေးသွားတယ်အမလီရောင်းဝယ်ပေါက်ကားနေကြတာအဲ့ဒီမှာစိုင်နေကြည့်လိုက်ဆရာဘင်္ဂလီတွေစိုင်ရှိသလိုဟိုရခိုင်တိုင်းသားတွေစိုင်နေတယ်ရှိတယ်အဲ့ဒါရောင်းဝယ်ပေါက်ကားအတူဒီဆိုင်ရပစ္စည်းဟိုဆိုင်တော့ဝယ်ပြီးတော့ပြန်ရောင်းပြီးအဲ့လိုလုပ်နေကြတာမျက်စိကျွန်တော်မျက်စိနဲ့တတ်မြင်ရတော့ကျွန်တော်ပြောချင်တာတော့ဆရာဟိုကျွန်တော်တို့ကိုဒီတရားဆွဲဆိုဖို့လုပ်နေတဲ့ဒီအဖွဲ့အစည်းတွေကသူတို့မျက်စိမိတ်ထားတာသူတို့လိလူရှူထားတာသိရတဲ့နဲ့မတိကြောင်ဆောင်နေတဲ့အချက်တွေအများကြီးရှိတယ်အဲ့ဒါမှနောက်တစ်ချက်ရှိတယ်အဲ့ဒါဘာလဲဆိုကျွန်တော်တို့ကဒီရခိုင်ပြည်နယ်မှာနေနေကြတဲ့မြစ်တိလူဖွဲ့စည်းမဆိုအစိုးရတွေအကုန်လုံးကနော်ကျွန်တော်တို့ကအကုန်လုံးကူညီခဲ့တာတွေနော်ဆရာနော်လူသားချင်းစာနာတဲ့ဆိုင်ရာအကူအညီတွေရောကျွန်တော်ဘေးဒုက္ခတွေရောက်ရင်လုပ်ခဲ့တာတွေရောရှိတယ်ဆရာအဲ့တော့ခုနဆရာဦးကောင်းမျိုးစီမလာခင်ဆရာဦးတန်းမောင်ပဲကျွန်တော်ဟိုနေ့ပေါ့ဆွေးနွေးနေတာဆရာရောက်ခဲ့တယ်ဆိုတော့အဲ့တော့ကျွန်တော်တို့ကဒီလိုမျိုးကူညီဆောင်ခဲ့ကြတာပြောဆရာကူညီဆောင်မခဲ့တာတွေရိုင်းမင်းခဲ့တာတွေဆရာအမြင်လေးနဲ့တွေ့ကြရတာတွေဆရာနည်းနည်းလေးရှင်းပြပေးပါဦးကျွန်တော်တို့ဒါဘာသာရေးကွဲပြားလို့တော့ပြောတာမဟုတ်ဘူးကျွန်တော်တို့ရဲ့ဗုဒ္ဓဘာသာသမားတွေကပေါ့နော်ရခိုင်ဆိုတာဗုဒ္ဓဘာသာတကယ် dedicated Buddhism ကလူတစ်ပါးကိုမုန်းတီးတဲ့စိတ်မျိုးစိတ်ထဲမှာမရှိဘူးဘလို့ကူညီပေးရမလဲနော်ဘလို့စောင့်ရှောက်ရမလဲအဲ့တော့ကျွန်တော်တို့ဒီရခိုင်နေကလားတွေပဲပြောပေါ့နော်ကျွန်တော်တို့ဘင်္ဂလီတွေကကျွန်တော်တို့ကတယောက်ဒုက္ခရောက်ရင်ကူညီကြတာပဲရခိုင်ဒုက္ခရောက်ရင်လည်းဘင်္ဂလီကကူညီတာပဲဘင်္ဂလီထဲမှာလည်းပေးနိုင်ကမ်းနိုင်တဲ့လူတွေရှိတယ်ကူညီကြတာပဲကျွန်တော်တို့ဘာမှပြဿနာမရှိဘူးဒါပေမဲ့ချစ်စေချင်တာအဲ့ဒီလိုချစ်နေကြည်နေတာကိုမကြိုက်တဲ့ပြဿနာလုတ်ချင်တယ်သူတို့ရဲ့ရည်ရွယ်ချက်ကဘာလဲဆိုလို့ရှိရင်ဟိုဘက်ကနိုင်ငံကချစ်နေ project မရဘူး project မရဟိုဘက်ကများပြားလာတဲ့လူဦးရေတွေကိုငါတို့ထိန်းထားရမယ်မင်းတို့အဲ့ညာကိုအဆင်ပြေအောင်ရအောင်လုပ်ပါလားနော်မင်းတို့ငါတို့တွန်းပေးမယ်တိုင်းရင်းသားဖြစ်အောင်ငါတို့သမိုင်းတွေကိုလိန်မယ်သမိုင်းတွေလိန်တာမှဆိုနှစ်ပေါင်း1000 2000နောက်ပြန်ဆုတ်ပြီးတော့လိန်တာတွေရှိတယ်အဲ့တော့ကျွန်တော်တို့ဒီရခိုင်တွေကလည်းအဲ့ဒါတွေကိုပြန်ပြီးတော့တုံ့ပြန်နေရတာတွေရှိတယ်ခိုင်နေတယ်မဟုတ်ပါဘူးမြန်မာဘက်ကရောဒီရှမ်းနေဘက်ကမွန်နေဘက်ကပါတုံ့ပြန်နေရတာတွေရှိတယ်ဒါပေမဲ့သူတို့ကလုံရင်အပိုင်လုံတယ်အပီဖြင်လုံတယ်အဲ့တော့အဲ့ဒါကိုပဲရှာနေကြတဲ့မုတ်ဆိုးတွေကလည်းအဲ့ဒီအကွက်တွေကိုမြင်ရပြီဆိုလို့ရှိရင် ICJ ကိုအတင်မရရအောင်တွန်းတယ်ရှင်းနေရှေ့ရက်တွေကိုစာရွက်တွေပေးပြီးတော့ဖတ်ခိုင်းတယ်ရွတ်ခိုင်းတယ်အခုလည်းရှင်းနေမှတွေဖတ်နေတာသူတို့ရေးပေးတဲ့စာတွေပါပဲသူတို့ဘာမှသိတာလည်းမဟုတ်ပါဘူးဟိုဖတ်ဆိုလို့ဖတ်ပြတာတွေပဲဒါပေမဲ့ကျွန်တော်တို့ဘက်ကပြန်ပြီးတော့ခြေပမဲ့ရှင်းနေရှေ့ရက်တွေဆရာကိုလှိုင်းတို့ဒေါ်သီရာဦးတို့ကျွန်တော်တို့ယုံကြည်တယ်အားလဲကိုးတယ်သူတို့ဒီအချက်လက်တွေကိုအမှန်တရားဘက်ကနေကောင်းမွန်ခြေပနိုင်မယ်လို့တော့ကျွန်တော်ယုံကြည်တယ်ဟုတ်ကဲ့ဆရာဒါပေမဲ့ကြားမိရဲ့ဟလားမြင်းနဲ့ရလှန်ဆိုင်လှုပ်လာမယ်ဆိုရင်ကတော့ကျွန်တော်တို့ဘာတစ်ဆင့်လှုပ်ကြမလဲဆိုတော့ကျွန်တော်တို့အားလုံးပူပေါင်းပြီးတော့စဉ်းစားထားဖို့တော့လိုတယ်ပြင်ဆင်ထားဖို့လည်းလိုတယ်လို့တော့ကျွန်တော်ယူဆတယ်ဟုတ်ကဲ့ဆရာအဲ့တော့ကျွန်တော်ဒီမှာဆရာဦးကိုလိုင်တို့ဆရာမဒေါက်တာဒေါ်တီရာဦးတို့သွားနေကြတယ်သွားနေတော့ဟိုတော့မရောက်သေးကောလာဟာလာထွက်လာတယ်ဆရာဦးကိုလိုင်တို့သူတို့ဒီမှာဖမ်းဆီးသွားတယ်ဟောဆိုတော့ဆရာခင်ဗျာပြည်တော်စုဝန်ကြီးခင်ဗျာကျွန်တော်တို့အင်မတန်မှချမ်းအေးလာတဲ့ခက်ခဲတုံအောင်ချမ်းနေတဲ့ဒီကျွန်တော်ဒီခိတ်ရဲ့ဒီအေးတန်အောက်မှာတခါတည်းဟိုထွက်ပြီးတော့ဗီဒီယိုတိုလေးရိုက်ပြီးပို့ရတဲ့အချိန်ရောက်သွားတယ်ဒါတွေကကောလာဟာလာတွေသူရှိတယ်နောက်တစ်ခုကဆရာပြောသွားတဲ့အထက်မှာပါလဲဆိုတော့သူတို့အဖွဲ့ဟာတဲ့ကိုစမ်းညွန်စမ်းရှိသမျှနိုင်ငံတော်နဲ့ပြည်သူတွေကိုအစွမ်းကုန်
ကြိုးစား